ကျွန်တော်ဒီနေ့ပြောချင်တာကတော့ VSD လို့ခေါ်တဲ့ variable speed drive VFD လို့လည်းခေါ်တဲ့ variable frequency drive တွေဟာကျွန်တော်တို့ရဲ့ air conditioning system မှာပါတယ် ACMV system တွေနဲ့ဘယ်လိုအကြမ်းပြင်းအလုပ်လုပ်လဲဆိုတော့ကျွန်တော်ဒီ video မှာပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရွေးထားတာကတော့ VSD နဲ့ air handling unit လို့ခေါ်တဲ့ AHU နဲ့ဘယ်လိုတွဲလုပ်လို့လဲနောက်တစ်ခုက chill water pump နဲ့ဘယ်လိုတွဲလုပ်လို့လဲနောက်တစ်ခုက cooling tower နဲ့ဘယ်လိုတွဲလုပ်လို့လဲဆိုတော့ကျွန်တော်အကြမ်းပြင်းပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပြောချင်တာကတော့ AHU ဆိုတဲ့ air handling unit နဲ့ဘယ်လိုလုပ်လို့ကြည့်အောင်ပါဒါကတော့ AHU ပါ air handling unit အဲ့ဒါဆိုလို့ရှိရင်အေးတဲ့လေတွေကို main ducting တစ်ခုနဲ့ distribution လုပ်ပါတယ်ပြီးလို့ရှိရင်အခန်းတွေကိုဝင်သွားပါတယ်အခန်း6ခန်းကို supply လုပ်ပါတယ်တစ်ခန်းစီရဲ့ air supply line တွေ ducting line တွေမှာကျွန်တော်တို့က VAV box တွေနဲ့ control တန်ပါတယ် air flow control တန်ပါလို့ VAV box တွေနဲ့တက်ဆင်ထားပါတယ်ပြီးတော့မှကျွန်တော်တို့အခန်းတွေကို cooling supply air ကို supply လုပ်တာဖြစ်ပါတယ်ဒီ air main duct ရဲ့3ပုံ2ပုံလောက်မှာ static pressure sensor တက်ထားပါတယ်အဲဒီ static pressure sensor ကဘယ်သူ့ကို control လုပ်လဲဆိုလို့ရှိရင်ဒီ AHU ကိုမောင်းတဲ့ VFD သို့မဟုတ် VSD ကို control လုပ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ကစက်တလုံးမောင်းပြီဆိုလို့ရှိရင် area ဒီ supply air duct ကနေအခန်းနဲ့6ခန်းနဲ့ဝင်သွားလိမ့်မယ်ဒီအရှည်ဆုံးအခန်းတစ်ခန်းကအခန်း temperature setting temperature ပြည့်သွားလို့ရှိရင် setting temperature ဥပမာအခန်းထဲမှာ23 degree centigrade ဟို setting လုပ်ထားဆိုရင်အခန်းရဲ့ temperature 23 degree centigrade ပြည့်တဲ့အခါမှာကျွန်တော်တို့ဒီ damper တွေကပိတ်သွားမှာဖြစ်တယ် damper တွေပိတ်လိုက်မယ်ရေးမလို့တော့အဲ့ဒီလိုပဲဒီနောက်တစ်လုံးကလည်းသူ့ရဲ့အခန်းက23 degree centigrade ကိုပြည့်သွားပြီဆိုလို့ရှိရင် damper တွေကပိတ်သွားပါတယ်ပိတ်သွားတဲ့အခါမှာဒီနှခမ်းကိုလေမသွားတော့တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ ducting ထဲမှာရှိတဲ့ static pressure ကတောက်လာ static pressure ပြောင်းသွားပါလေ okay အဲ့ဒီ static pressure တောင်းလာပြီးပြောင်းသွားပြီဆိုလို့ရှိရင်ဒီဘာလို့လဲ sensor လမ်းပြီးတော့ပို့လိုက်ပါတယ် VSD ကို short လဲစီပါတယ် okay အဲ့ဒီလိုပဲလဲနေနဲ့ short လဲနဲ့ဒီအခန်းကပြန်ပူလာတယ်ပူတဲ့အခါမှာသူတို့ရဲ့ room setting temperature 23 degree C ကိုကျော်လာပြီဆိုတာနဲ့ဗါလဲဒီ temperature တွေကနေပြန်ပွင့်လာပါတယ်လေလိုရတဲ့ပြန်ပွင့်မယ်ပြန်ပွင့်တယ်ဆိုလို့ရှိရင်ဒီခန်းမှာလေလိုရတဲ့လေတွေကဖြတ်စီမယ်အဲ့ဒီခါမှာ static pressure sensor က sense လုပ်ရပါတယ်လေပြီးပို့လို့လဲဆိုတာဒါကြောင့်မလို့လမ်းပြီးတော့မှ VSD ကိုလမ်းပြီးတော့ signal ပို့လိုက်ပါတယ်ပို့ပြီးလေပြီးပေါ့အဲ့တော့ VSD ကနေပြီးတော့မှလမ်းပြီးတော့မှဒီ motor ကို speed up speed down လုပ်ပေးတာဖြစ်ပါတယ် static pressure sensor ရဲ့ command ရလိုသလို speed up speed down လုပ်ပေးခြင်းအပြင်ဒီ issue ကိုလုပ်စီဒါကတော့ AHU motor နဲ့ VSD နဲ့ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်ကြံပြီးပြောပြပေးသွားတာဖြစ်ပါတယ်ဒုတိယကတော့ကျွန်တော် chill water pump နဲ့ဘယ်လိုလုပ်လဲကြည့်အောင်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ chiller ဒီလုံးရှိပါတယ်အဲ့ဒီ chiller ရဲ့ဒီ coil ဆိုလို့ရှိရင်ဒါ evaporator coil မှာဒီဒါ chill water pump ဖြစ်ပါတယ် pump ကနေပြီးတော့မှဒီ chill water pump လေခြင်းအပြင်ကျွန်တော်တို့ chiller ထဲမှာရှိတဲ့ရေကို circulate လုပ်ပါတယ်ဒီဘက်ကို circulate လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ chill water coil လို့ခေါ်တဲ့ဒီ fan coil တွေကိုဖြတ်တယ်အေးတဲ့ရေတွေကိုကျွန်တော်တို့ကလေနဲ့ဖြတ်ပြီးတော့မှုတ်လိုက်တဲ့အခါမှာအခန်းထဲကိုအေးတဲ့ supply air တွေပေးတာဖြစ်ပါတယ်အဲ့ဒီနည်းကျွန်တော်တို့ circulate လုပ်နေပါတယ်ထပ်ချီလာကထွက်လာတဲ့ supply line နဲ့ချီလာကိုပြန်ဝင်မဲ့ return line ကိုကျွန်တော်တို့ကနှစ်ခုကိုကျွန်တော်တို့က sensor တစ်ခုတက်ထားပါတယ် differential sensor ဒီ sensor နဲ့ဒီ sensor ရဲ့ pressure different အကွာအဝေးကို sense လုပ်တဲ့ differential sensor ရှိပါတယ်အဲ့ဒီ differential sensor ကနေပြီးတော့မှဟို chill water pump ကိုမောင်းတဲ့ VSD သုံး VFD ကိုလမ်းပြီး control လုပ်ပါတယ်ဥပမာဆိုတော့ကျွန်တော်ဒီလေက AHU တစ်လုံးဆိုလို့ရှိရင်သူ့ရဲ့ room temperature ကိုရောက်သွားတဲ့အခါမှာအခန်းရဲ့ temperature sensor ကနေပြီးတော့မှ2 way bar ကိုလှမ်းပြီးပိတ်လိုက်ပါတယ်။ဘာလို့ဆိုတော့ဒါအေးတဲ့အတွက်ကြောင့်ပိတ်လိုက်တယ်သူ့ရဲ့ room temperature ကိုရောက်သွားပြီအဲဒါကြောင့်မလို့ပိတ်လိုက်တဲ့အခါမှာဒီ coil ကိုရေဖြတ်စီးကြမယ်လို့တော့မလိုတဲ့အခါမှာဒီ supply line နဲ့ဒီ return line ရဲ့ differential pressure ကွာသွားတယ်။အရင်တော့က3ခန်းကိုဖြတ်စီးနေအခု2ခန်းပဲစီးရတဲ့ကြောင့်မလို့တစ်ခန်းစာ differential pressure များတယ်Okay, differential pressure များသွားရင်ဘာလုပ်လဲဒီ differential pressure sensor လေးက VS ကိုလမ်းပြီးတော့မှလမ်းအကြောင်းကြားပါတယ်ပန်းကို short ပြီးတယ်ပြီ Okay အဲ့ဒီခါမှာဒီအခန်းကနေပြီးတော့ပူလာတဲ့ဘုံ temperature ပူလာတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ sensor လေးကပူတဲ့အတွက်ကြောင့်ဒီ two-way baffle လေး chill water baffle လေးကိုဖွင့်ပေးလိုက်တယ်အဲ့ခါကျ flow လေးကပူလို့လိုလာတဲ့အတွက်ကြောင့်မလို့
supply နဲ့ return မှာရှိတဲ့ temperature pressure ကလှမ်းပြီးတော့မှ VSD ကိုလိုပြီးတော့ speed up လုပ်ပြီးလှမ်းပြောတဲ့အခါမှာ VSD လေးကနေဒီ motor ကို speed up လုပ်ပေးလိုက်ပါအဲ့ဒီလိုရင်လို့မလို့ differential pressure ရဲ့ sensor ကနေပြီးတော့မှဒီ VSD ကို speed down လုပ်ပေးခြင်းအပြင်ကျွန်တော်တို့ chill water pump ကိုပေါင်းနေစေပါတယ်ဒါကတော့ chill water pump နဲ့ VSD နဲ့ဘယ်လိုလုပ်လဲဆိုတော့အချမ်းမြင်ဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ cooling tower ရဲ့ VSD နဲ့ဒီ cooling tower fan motor နဲ့ဘယ်လိုလုပ်လဲဆိုတော့ပြပြပေးမှဖြစ်ပါတယ်ကျွန်တော်ချီဝင်လာတဲ့အခါမှာ condenser coil ကြီးကနေ software heat တွေ reject လုပ်ပါတယ်အဲ့ဒီ reject လုပ်တဲ့ heat တွေကကျွန်တော်တို့ condenser water pump ကနေတဲလာပါတယ်ရေပူတွေတဲလာပါတယ်ရေနဲ့ဖြတ်ပြီးတော့ပူတဲ့ရေတွေတဲလာတယ် cooling tower ကိုရောက်တဲ့ဖြန်းချတယ်ဖြန်းချပြီးတော့မှအောက်ကနေပြန်ပြီးတော့မှဖြစ်တာအောင်နည်းနည်းအေးလေးကြီးပြန်သွားတာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်29 to 35 ပတ်ဝန်းကျင်ရှိဥပမာဆောက်ဝဲနေထွက်လာတဲ့ရေက35 ပတ်ဝန်းကျင်လာတယ်ပြီးလို့ရှိရင် condense လုပ်တယ်ဘယ်လိုလဲ fan ကိုလဲခြင်းအပြင် condense လုပ်တယ်အဲ့လိုအေးသွားတဲ့ around 29 ပတ်ဝန်းကျင် degree centigrade ရှိတဲ့ဒီရေရဲ့ခြေထောက်ပြန်သွားတယ်အဲ့တော့ဒီနေရာမှာပြန်သွားတဲ့နေရာမှာကျွန်တော်တို့ကရေကို temperature sensor လေးတက်ထားအဲ့ဒီ temperature sensor ကပူလာတယ်ဆိုလို့ရှိရင်ရေကပူလာတယ်ဆိုလို့ရှိရင် VSD ကိုနှမ်းပြီးတော့အကြောင်းကြားပါ VSD ကဒီအပေါ်က cooling tower အထိပ်မှာရှိတဲ့ fan motor ကိုပိုးလဲစေပါတယ်ဒီ temperature ကအေးသွားတယ် around 29 ပတ်ဝန်းကျင်ဖြစ်သွားတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့လဲဒီ VSD ကို temperature sensor လမ်းအကြောင်းကြားပါရေကဝန်ရင်းပတ်ဝန်းကျင်ဖြစ်သွားပြီ VSD ကအပေါ်က fan motor ကိုနည်းနည်း short အဲ့ဒီလို basin နဲ့ကရှိတဲ့ရေရဲ့ temperature ကိုလိုက်ပြီးတော့မှ sensor ကနေ VSD ကိုအကြောင်းကြားပြီး VSD ကအပေါ်က cooling tower fan ကို run up run down လုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ပြောရတဲ့ VSD နဲ့ AHU model VSD နဲ့ chill water pump VSD နဲ့ cooling tower fan motor ဘယ်လိုတွဲလုပ်တယ်ဆိုတာကိုသဘောပေါက်သွားမယ်ဆိုပါတယ် see you in next video bye bye